တာလီစောပါဒီကနေ့မတ်လ19ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအိမ်မြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်မှာတက္ကသိုလ်ဆက်တွက်ခွင့်မရသေးတဲ့လူငယ်တွေအတွက် Arakan College ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေတဲ့ဆိုတဲ့သတင်းအမ်းမှာဒေသခံတွေနေရပြန်ဝင်နိုင်ရေးထောင်နဲ့ရှိတဲ့မှိုင်းတွေကိုအေအေကရှင်းလင်းပေးနေတဲ့ဆိုတဲ့သတင်းမောင်တော်မြို့ကိုစစ်ကောင်စီကဒရုန်းနဲ့4ရက်တိုင်ပြန်တန်းကင်းထောက်မှုတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်မှာအထက်တန်းကြီးမြောက်ထားပြီးတက္ကသိုလ်ဆက်တက်ခွင့်မရသေးတဲ့လူငယ်တွေပညာသင်ကြားခွင့်ရရှိနိုင်ဖို့အတွက် Arakan College ကိုဖွင့်လှစ်သင်ကြားပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။လက်ရှိရခိုင်ပြည်မှာအထက်တန်းကြီးမြောက်ထားပြီးတက္ကသိုလ်ဆက်တက်ခွင့်မရသေးတဲ့လူငယ်တွေကိုအဓိကထားပြီးဒေသအတွင်းနဲ့ကိုက်ညီတဲ့အသက်မွေးဝမ်းကြောင်းအပါအဝင်အဆင့်မြင့်ပညာရေးဆိုင်ရာတွေကိုသင်ကြားပေးဖို့အတွက်လှုံ့ဆော်နေတာဖြစ်ပါတယ်။အဲဒီလိုသင်ကြားတဲ့အခါမှာလူငယ်တွေပညာတိုးတက်ခင်မီရေးနဲ့ဒေသဖွံ့ဖြိုးရေးကိုလိုလားသူတွေသက်ဆိုင်ရာနေပေအလိုက်ကျွမ်းကျင်သူပုဂ္ဂိုလ်တွေရဲ့ပူးပေါင်းမှုပံ့ပိုးကူညီမှုတွေကိုရယူမယ်လို့လည်းသိရပါတယ်။ Arakan College ကိုရခိုင်ပြည်အတွင်းမှာဖွင့်လှစ်သင်ကြားနိုင်ရေးအတွက်ကျိုးပန်းဆောင်ရွက်သွားမယ်လို့လည်း Arakan College ကမတ်လ18ရက်နေ့မှာရခိုင်ဘာသာနဲ့ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။ရခိုင်ပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာကြားရအခမ်းကဏ္ဍတွေအလိုက်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သူတွေအရေးသွေးပြည့်လူငယ်တွေမွေးထုတ်ပေးနိုင်ရေးကိုအဓိကရည်ရွယ်ထားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။အမျိုးနယ်မှာဒေသခံတွေနေရပြန်နိုင်ရေးအတွက်ထောင်နဲ့ရှိတဲ့မှိုင်းတွေကိုအာရခတက်တော် AA ကအင်တိုက်အားတိုက်ရှင်းလင်းပေးနေတယ်လို့သိရပါတယ်။အမျိုးပေါ်ရက်ကွက်တွေနဲ့မြို့နယ်အတွင်းကစစ်ကောင်စီတပ်ဆွဲခဲ့တဲ့နေရာတွေတောင်တန်းတွေဥယျာဉ်ချမ်းမြေတွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအနောက်ပိုင်းတိုင်းစစ်ဌာနရှုပ်နပခလေရန်ကွင်းစစ်ကောင်စီရဲ့တပ်ရင်းတွေလေယာစိုက်ခင်းတွေစတဲ့နေရာအနှံ့ပြားကမိုင်းတွေကိုရှင်းလင်းပေးနေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။အာရခတက်တော် AA ဟာအသက်နဲ့ရင်းပြီးမိုင်းတွေရှင်းလင်းပေးနေတာဖြစ်ပြီးတော့လက်ရှိအချိန်အထိမိုင်းထောင်နဲ့ရှိကိုတူးဖော်ထားပြီးဖြစ်တယ်လို့လည်းအန်ဒေတာခန့်အမျိုးသားတယောက်ကနရီစရာကိုပြောပါတယ်။အမျိုးနယ်တစ်ခုလုံးကိုအာရခတက်တော် AA ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။အဲဒီလိုသိမ်းပိုက်နိုင်ခဲ့တဲ့အချိန်ကနေစပြီးအခုမလအထိအမျိုးပေါ်ရက်ွက်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတဝိုက်တွေမှာ AA ကမိုင်းတွေကိုရှင်းလင်းပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အာရခတက်တော် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်အနောက်ဘက်နေဆက်ကမောင်တော်မြို့ကိုစစ်ကောင်စီကဒရုန်းနဲ့4ရက်တိုင်ပြန်တန်းကင်းထောက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ကင်းထောက်ဒရုန်းတစ်စီးဟာညဘက်တစ်ကြိမ်နေ့ဘက်မှာတစ်ကြိမ်4ရက်တိုင်ပြန်တန်းခဲ့တယ်လို့မောင်တော်မြို့ဒေသခံတယောက်ကပြောပါတယ်။အခုလိုပြန်တန်းမှုတွေကြောင့်မြို့အတွင်းကိုဝင်ရောက်နေထိုင်နေကြတဲ့ဒေသခံတွေဟာစိုးရိမ်မှုတွေရှိနေကြကဘင်းတွေဘုံလာကျင်းမလဲဆိုပြီးထိတ်လန့်စိုးရိမ်မှုတွေရှိနေကြတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ကင်းထောက်ဒရုန်းတစ်စီးကမောင်တော်မြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်နေရာအနှံ့အပြားကိုလွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်းကတရက်မှာမနက်တစ်ကြိမ်ညတစ်ကြိမ်ပြန်တန်းပြီးတော့ကင်းထောက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းနောက်ထပ်မောင်တော်မြို့ဒေသခံမွတ်စလင်တယောက်ကလည်းပြောပါတယ်။မြို့ကိုဘုံကျဲတိုက်ခိုက်ဖို့အတွက်အခုလိုကင်းထောက်ဒရုန်းတွေပြန်တန်းကအရှက်လက်စူးစောင်းနေတာဖြစ်တယ်လို့လည်းဒေသခံတွေအကြားထင်မြင်ယူဆမှုတွေရှိနေသလိုဒေသခံတွေအကြားမှာတတိထားနေထိုင်ဖို့ကိုလည်းမြို့ခံလူကြီးတွေကတတိပေးမှုတွေရှိတယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ကအာရခတက်တော် AA နဲ့လိုအပ်တဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်းမတ်လ15ရက်နေ့ဒါကာမြို့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့တဲ့အခါမှာရခိုင်အရေးနဲ့ပတ်သက်ပြီးအခုလိုထုတ်ဖော်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အာရခတက်တော် AA နဲ့လိုအပ်တဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်ပြီး AA ဟာတွဲဆောင်ဆွေးနွေးစကားပြောရမယ့်ယုံကြည်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ဂူတာရက်စ်ကဆိုပါတယ်။ရခိုင်ပြည်နယ်ကမွတ်စလင်တွေရဲ့အခွင့်အရေးကိုအပြည့်အဝလေးစားလိုက်နာဖို့အာရခတက်တော်နဲ့ထိတွေ့ဆက်ဆံဖို့အရေးတကြီးလိုအပ်တယ်လို့လည်းသူကပြောဆိုခဲ့တာပါ။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ဟာမတ်လ23ရက်နေ့ကနေ16ရက်နေ့အထိ4ရက်အကြာဘင်္ဂလားဒေ့ရှ်ကိုလာရောက်လေးပတ်ခဲ့တာလည်းဖြစ်ပါတယ်။
အဲ့ဒီခရီးစဉ်အတွင်းမတ်လ14ရက်နေ့မှာတော့ Cox's Bazar ခရိုင်အိုခီယာမြို့နယ်ကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကထွက်ပြေးတိမ်းရှောင်လာကြတဲ့မွတ်စလင်ဒုက္ခသည်စခန်းတွေကိုတွားရောက်ပြီးဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာမတ်လ16ရက်နေ့မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အာဆာအကြမ်းဖက်အဖွဲ့ခေါင်းဆောင်အာတောင်ဦးလာကိုအဖွဲ့ဝင်17ယောက်နဲ့အတူဒါကာမြို့အနီးမှာမတ်လ16ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာသတင်းဖော်ပြကြပါတယ်။အာဆာအကြမ်းဖက်အဖွဲ့ခေါင်းဆောင်အာတာဦးလာအဘူအာမာဂျူနိုနီ48နှစ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒကာရဲ့အရှေ့ဘက်16ကီလိုမီတာအကွာနာရယန်ကန်ခရိုင်မြို့မှာဖမ်းဆီးမိခဲ့တယ်လို့သတင်းတွေမှာဖော်ပြကြပါတယ်။ဘင်္ဂလားဒေ့ရှ်အထူးမှုခင်းနေရေးတပ်ဖွဲ့ RAB ရဲ့အထူးစစ်ဆင်ရေးတစ်ခုအတွင်းမှာအခုလိုဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ The Daily Star ကဆိုပါတယ်။အဘူအာမာဂျူနိုနီအပါအဝင်ဖမ်းဆီးရမိသူတွေအထက်မှာအမျိုးသမီး3ယောက်နဲ့ကလေး1ယောက်လည်းပါဝင်ပြီးသူတို့တွေကိုလည်းအမှုနှစ်ခုအတွက်တရားရုံးကဖမ်းဆီးဖို့အမိန့်ထုတ်ခဲ့ကရဲစခန်းအရှုပ်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ထောက်လှမ်းရေးသတင်းတွေကိုအခြေခံပြီးဘင်္ဂလားဒေ့ရှ်မှုခင်းနေနေရဲ့အမှတ်17တပ်ဖွဲ့ဟာဒါကာမြို့တော်အရှေ့တောင်ဘက်ကနာရယန်ကန်မြို့မှာအထူးစစ်စင်ရေးတစ်ခုကိုမတ်လ16ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီးအဲဒီစစ်စင်ရေးအတွင်းဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ RAB အမှတ်17ရဲ့ကွက်ကရေးအရာရှိကပြောကြားခဲ့တာဖြစ်ပါတယ်။ RAB တပ်ဖွဲ့ကဖမ်းဆီးစဉ်အတွင်းမှာငွေသားတက်က21.39သိန်းဓာတ်တရှောင်းတမဏိဂျိုးတရှောင်းနဲ့လက်ပတ်နိုင်လေးလုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ရေးအရာရှိကပြောကြားခဲ့ပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။